ငါတလောက်ပေါင်းရောကြိုက်ကြလားရှင်အယူထိနူးပြီးစားလို့ကောင်းတဲ့ငါတလောက်ပေါင်းနည်းလေးကိုပြပေးပါမယ်ယူကတော့ငါတလောက်ပေါင်းမှုအတွက်ဈေးတွေကနေကဝက်ကင်းငါတလောက်ကိုရွေးဝယ်ခဲ့ပါတယ်ဈေးထဲမှာအတုံးညင်ကြီးလေးတစ်ခါတည်းတုံးခဲ့လိုက်ပါတယ်ဝင်လာတဲ့ငါတလောက်ကိုစေးကြောတန်းစင်ပြီးတော့အရသာဝင်အောင်လို့ဟိုဘက်ဒီဘက်တစ်ချက်စီမုံမေးလိုက်ပါတယ်ကဝက်ကင်းငါတလောက်ကလက်ဆက်နေရင်အဲ့လိုအသားလေးကပန်းရောင်တန်းနေပါတယ်ငါတလောက်ပေါင်းကိုကြိုပြီးနှက်ဖို့ရအတွက်အရသာနေပါမယ်စားရယ်ဟင်းခတ်မုတ်ရယ်နွနွေးမုတ်ရယ်ထည့်ပြီးတော့နေပေးပါမယ်ငါးသားတဲ့ရသာဝင်အောင်ဆုပ်ပြီးတော့နေပေးပါငါးတွေကိုအရသာတွေနှမ်းဆက်အောင်ဝင်သွားပြီဆိုမှရှောက်ရည်ညှစ်ထည့်ပါမယ်ငါးယူနုဖို့အတွက်ရှောက်ရည်ကအကောင်းဆုံးပါရှောက်ရည်ကိုမြမြလေးညှစ်ထည့်ပါဒီငါးနှစ်ကောင်စာဆိုလို့ရှိရင်ကျမရှောက်သီးတစ်ချမ်းလောက်ညှစ်ထည့်ပေးပါတယ်ရှောက်ရည်ညှစ်ထည့်ပြီးရင်ငါးကိုတစ်ခေါက်ပြန်နေပေးပါမယ်ပြီးရင်ဗနီဂါထည့်ပါမယ်ဗနီဂါထည့်ပြီးရင်နှမ်းဆက်အောင်တစ်ခေါက်ပြန်နေပေးလိုက်ပါမယ်ယူကညမပေါင်းမှဖြစ်တဲ့အတွက်မနက်တည်းကနှက်ထားပေးတာပါပြီးရင်ရေခဲတက်သားတွေကိုဘူးလေးတွေခွဲပြီးတော့တင်ထားလိုက်ပါမယ်ငါတလောက်ပေါင်းမိုးရအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ခရမ်းစင်ဒီကိုပပလေးထားမယ်ကြက်သွန်နီးချင်းကြက်သွန်ဖြူထောင်းထားမယ်စပလင်လိုအပ်ပါတယ်စပလင်ရဲ့အပေါ်ပိုင်းလေးတွေကိုဖြတ်ပြီးတော့ရေးဆေးပြီးအိုးရဲ့အောက်ခြေမှာခင်းထားပေးပါမယ်ပြီးရင်အပေါ်ကအရသာနှက်ထားတဲ့ငါတလောက်လေးတွေကိုစီထည့်မယ်ပြီးရင်စပလင်ရဲ့အောက်ပိုင်းလေးကိုတပြားရိုက်ပြီးထည့်ပေးပါမယ်ပြီးရင်ငါးမြုပ်အောင်ရေထည့်ပေးပါမယ်ပြီးရင်စီလည်းထည့်ပါမယ်စီရတော့ခက်မြမြသုံးပေးပါယူရဲ့ထမင်းပေါင်းကပေါင်းတဲ့ function မှာပါတဲ့အတွက်ပေါင်းတဲ့ function လေးရွေးပြီးနှိပ်ပေးထားပါမယ်ထမင်းပေါင်းမရှိလဲ pressure cooker နဲ့ပဲဖြစ်ဖြစ်လျှက်စစ်မီးပုံနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်မီးတွေးမီးပုံနဲ့ပဲဖြစ်ဖြစ်ဒီနေ့တိုင်းပဲပေါင်းလို့ရပါတယ်။ငါတလောက်တည်းထည့်ဖို့ဟင်းအနှဲချက်ပါမယ်။ကျက်သွန်နီထောင်းထားတာလေးကိုစီတက်ပါမယ်။ကျက်သွန်နီလေးစီတက်တာနည်းနည်းအရောင်ပြောင်းလာပြီဆိုရင်ချင်းကျက်သွန်ဖြူထောင်းထားတာလေးထည့်ပါမယ်။ချင်းရဲ့ကျက်သွန်ဖြူရဲ့ကျက်သွန်နီရဲ့ကိုရုံးမွေပြီးတော့မွှေးလာတဲ့အထိစီတက်ပေးပါမယ်။ချင်းကျက်သွန်ဖြူကျက်သွန်နီမွှေးလာပြီဆိုရင်အရောင်တင်မှုတ်လေးထည့်ပါမယ်။ငယ်သီးရောင်တင်မုတ်ထည့်ပြီးရင်ဒီခဏရုံးမွေပြီးခရမ်းကျင်သီးလေးဖြတ်ထားတာထည့်ပေးပါမယ်ခရမ်းကျင်သီးထည့်ပြီးရင်ရေမထည့်ဘဲနဲ့သူ့အနှစ်ထဲမှာပဲတေချာလုံးပေးပါအရသာအတွက်စားဟင်းခတ်မုတ်ပါတခါတည်းထည့်ပေးလိုက်ပါမယ်ခရမ်းကျင်သီးကိုစွန်ပြားလေးနဲ့တေချာဖိပြီးခြေပြီးအနှစ်ခြေတဲ့ထိချက်ပေးပါခရမ်းကျင်သီးကလုံးဝခြေသွားပြီးစီပေါက်လာပြီဆိုရင်ဟင်းအနှစ်ချက်တာရပါပြီဟင်းအနေရပြီဆိုရင်အခုနောက်ချက်ထားတဲ့ငါးတွေကိုသွားပြီးတော့အကုန်လုံးခတ်ထည့်ပေးပါမယ်ပြီးရင်အဖုံးပိတ်ပြီးတော့တစ်ခေါက်ပြန်တည်ထားပေးလိုက်ပါယူငါတလောက်ပေါင်းထားတာ2နာရီခွဲ3နာရီလောက်ကြာတဲ့အချိန်မှာအရေးလေးကလည်းတဝက်လောက်ခံသွားပြီဆိုရင်ကျက်သွန်နေဥလေးတွေအခွန်ခွာထားတာလေးထည့်ပါမယ်ပြီးရင်အဖုံးပိတ်ပြီးတော့နောက်1နာရီလောက်ထပ်ပြီးပေါင်းထားပေးလိုက်ရင်ငါတလောက်ပေါင်းလေးရသွားပါပြီအချိန်စုစုပေါင်း4နာရီလောက်ကြာသွားတဲ့အချိန်မှာငါးရုပ်လေးလည်းနှူသွားပါပြီအရသာအရန်ကောင်းတဲ့ငါတလောက်ပေါင်းလေးစားခြင်းဒီနေ့တိုင်းလက်ချက်စားခြင်းတော့နောက် vlog လေးတွေမှာပြန်ဆုံပါမယ်ရှင်